campaign ဟာစိုးပြီပေါ့အဲ့ဒါဟိုမှာတော်တော်များများစိုးဆိုတာဟိုမှာစီကံဖောက်ပြတ်တယ်ရိုင်းတယ်လို့ထင်တာပေါ့အဲ့ဒါကိုဆရာအနေနဲ့ပေါ့ VOE7 ရဲ့ campaign စိုးပြီးမှစိုးဘယ်လိုမျိုးအသေးပဲသတ်မှတ်ဟုတ်ပါတယ်အခုကတော်တော်များကစိုးပြောလိုက်တာနဲ့တော်တော်များပြေးမိကြတာကလုံးဝကိုမျိုးနဲဒီစိုးတဲ့လူတွေပြေးမိကြပါတော့နော်မကောင်းတဲ့ဖက်ကိုပြေးမိကြတယ်စိတ်ဆိုးတာနဲ့မဟုတ်ဘူးကျွန်တော်ကစပင်ကာလာဆိုးတာဖြစ်ပါတယ်တော်တော်များကကာလာဆိုးတဲ့အချိန်ကတကယ်စိတ်ထွက်ပေါက်အနေနဲ့နာဆိုးကြတာနဲ့များတယ်တချို့တလေကဘယ်မှာစိတ်ညစ်တဲ့အချိန်ရောနာဆိုးရတာများတယ်တချို့ဟာကကောင်လေးနဲ့လမ်းခွဲတဲ့အချိန်လာဆိုးကြတာနဲ့များတယ်။တော့အမျိုးဆိုးလိုက်တဲ့အချိန်မှာကိုကရှင်းပြောအောင်ဆိုတော့ကိုကလှုပ်ချင်တဲ့အရာတစ်ခုကလှုပ်လိုက်မှစိတ်ကလုံးဝကိုပေါ်ပါလန်းဆန်းသွားတယ်။ဟုတ်လား။ဥပမာဒီနေ့ကွာကိုကအရင်ကြီးကိုသူကအရင်ကြီးလှုပ်ချင်ပြီ။ဒါပေမဲ့မလှုပ်ရတဲ့ခံစားချက်ကအရင်ကြီးခံစားလို့ခဲ့တယ်။ဒါမဖြစ်မနေသွားလှုပ်လိုက်တဲ့အချိန်ရောအချိန်ကလုံးဝကိုပေါ်ပါလုံးဝစိတ်ကလုံးဝကိုကြီးလင်းဖြစ်သွားတယ်။အမျိုးတွေဖြစ်သွားတာပေါ့နော်။ Okay အဲ့ဆိုရင်ဆရာအဲ့လိုအဲ့ပေါ့ဆရာသမင်စီးဆိုးတဲ့အပေါ်မှာဘယ်လိုမျိုးမြင်လဲအဲ့ဆိုရင်ဆရာအနေနဲ့ပေါ့ဒီသမင်ဟိုပါပေါ့ဒီဇိုင်နာတယောက်အနေနဲ့ပေါ့သမင်စီးဆိုးတဲ့အပေါ်မှာဘယ်လိုမျိုးခံစားရလဲဘယ်လိုမျိုးမြင်လဲပေါ့ဒီဒီဇိုင်းတွေကဒီကာလာဆိုးတဲ့အချိန်ဆိုတော့ပြောဆိုတော့ခဲ့တာနဲ့ပြောလို့ရတယ်မခဲ့တာနဲ့ပြောလို့ရတယ်ဘာဖြစ်ဒီမျိုးပြောလဲဆိုတော့တချို့တလေကကျွန်တော်စိုးချင်တဲ့အချိန်ဒီကအဲ့တဲ့နဲ့လိုက်ဖွဲ့မှုရှိဟုတ်လားနောက်ခုကအဲ့တဲ့ကတောင်းဆိုလာတဲ့အချိန်သူ့ရဲ့စီပင်စံသားဆိုလို့ရမရအဲ့အချိန်မှာကျွန်တော်ကအရင်ကြီးကိုတိုင်ပဲတဲ့ချိန်နဲ့ရောက်လာပေါ့နော်ဘာဖြစ်ဆိုတော့ကာရာတစ်ခုလောက်အောင်သွားဆိုတဲ့အချိန်ကအတိကနှစ်ယောက်စလုံးကညီဖို့အရေးကြီးတယ်အချိုက်ချင်းသူမှဒီကာလာဆိုးထက်လာတဲ့အချိန်ကဘူးမှအဆင်ပြေOkay ကာလာကြီးပါဆိုးတယ်ကျွန်တော်အာယုံကြီးပါစိုက်ကရ3-4နာရီလောက်ပေါ့လုံးဝကာလာတို့လိုချင်တဲ့ကာလာရဖို့အာယုံစိုက်ကြအဲ့ဒါကိုမှတိတ်ပြီးအပြင်လူနေနဲ့တိတ်မမြင်ကြဘူးပေါ့အဲ့ဒါကိုပင်ပန်းတယ်ပေါ့အဲ့လိုမျိုးပင်ပန်းလိုက်တဲ့ဟာကိုချိန်ပြီးလိုက်တဲ့ဒီဇိုင်းကိုအရန်မိုက်တယ်အရန်လှရလို့ပြောတဲ့အချိန် TikTok ပေါ်မှာ Facebook ပေါ်မှာပေါ့ကိုယ့်ရဲ့ဒီဇိုင်းကိုမှအရန်လှရလို့ပြောတဲ့အချိန်မှာဘယ်လိုခံစားရလဲဒီမျိုးဆိုဟုတ်တယ်အခုကတော်တော်များကအခုက online ခေတ်ဆိုတော့တော်တော်များက line ပေါ်မှာပဲကြည့်လိုက်တယ်ဒီ design ကြည့်လိုက်တယ်အဲ့မှာကsecond 30ရဲ့ view fan ကြည့်လိုက်တာနဲ့သူထင်လာကရေရောင်ဟုတ်လားနိုင်ဝက်တနိုင်လောက်စိုးရမဲ့ကလားဒါဆိုင်မှာရောက်သွားရင်3-4နာရီအချိန်ပေးရတယ်ဒါအဲ့ထက်ကြာရင်နဲ့ကြာတော့မှာဘာဖြစ်လို့သူ့ရဲ့စပင်စံသားကြောင့်မလို့ဟုတ်လားပြီးတော့သူ့ရဲ့အသားရည်ကြောင့်မလို့ဟုတ်လားသူ့ရဲ့စပင်စံသားပြည့်စည်မှုဒီဟာလေးနဲ့အပါဝင်နောက်ကဒီမျိုးရမရအကြောင်းကျွန်တော်ကဆွေးနေပြီးမှသွားတိုင်မြင်ချိန်တခါလေ3နာရီနဲ့ကြာရင်ကြာသွားမယ်4နာရီနဲ့ဖြစ်သွားမှဖြစ်လား5နာရီဖြစ်သွားမယ်အဲ့ထက်ခဲ့သွားရင်10နာရီတောင်ဖြစ်သွားနိုင်တယ်ဒါဒီမျိုး4-5နာရီအချိန်ပေးမှကာလာတခုစူးထွက်လာတဲ့အချိန်ကအဲ့တဲ့ရဲ့အပြုံးလေးကိုမြင်လိုက်ချိန်ကကိုယ့်ဘာကိုအဲ့အချိန်ကတကယ်ရှိတယ်မြပင်ပန်းထားတဲ့ဟာကကလုံးကရေအေးတောက်လို့ပဲတောက်လိုက်တဲ့အချိန်မှာလုံးဝပေါ်ပါလန်းဆန်သွားတာပေါ့နော်ကိုယ့်ဘာကိုလုံးဝကိုရှိတယ်မြပင်ပန်းထားတဲ့ဟာကတကယ်အရင်ယူပီတိဖြစ်သွားတယ်โอเคအဲ့ဆိုရင်တစ်ဆက်တည်းပြောရရင်တော့အဲ့လိုမျိုးအမှတ်တရရောရှိဘူးလားကိုယ်စိတ်ထဲမှာအခုချိန်အမှတ်ရနေတဲ့ဟာမျိုးပေါ့သပင်ဆေးဆိုးရတယ်ပတ်သက်ပြီးတော့အဲ့တဲ့ review ပေါ့အဲ့လိုမဲ့တရားဆိုတော့တကယ်အရင်ကြီးကိုများတယ်ဘာဖြစ်လဲများတယ်ဆိုတော့အဒီကဒီကာလာကကျွန်တော်လှအောင်စူပြီးသွားခြင်းအဲ့တဲ့ကဟုတ်လားတိုင်ကနေထက်သွားတဲ့ချိန်ဆရာကျေးဇူးတင်ပါတယ်အဲ့အချိန်ကကျွန်တော်အပျော်ဆုံးအချိန်ပါโอเคအဲ့ဆိုရင်ကျော်ဇာမ်ဆက်ပေါ်ဆိုင်ဟိုဧည့်သည်လာဆရာနဲ့သပင်ချိန်မယ်ပေါ့လုံးပဲအချိန်မှာသူကဘာဒီဆရာတဘောဆရာကြိုက်တာလို့စသွားရင်ပြီးရောပေါ့အဲ့လိုပုံအပ်လာတဲ့အချိန်မှာပူပြီးလွယ်လားတာဝန်ပူကြီးလားအဲ့မျိုးအပိုင်းမှာကအရင်တုန်းဆိုတော့နည်းနည်းလေးသူ့ဘာကိုဘယ်လိုမျိုးခဲတာနဲ့ပြောလို့ရတယ်လွယ်တာနဲ့ပြောလို့ရတယ်အဒီကခုနကျွန်တော်ပြောလို့ပဲဒီကနှစ်ယောက်စလုံးကကြီးကမှန်ဖို့လိုအပ်တယ်ဒီကကျွန်တော်သူ့ကိုဒီဇိုင်းပေးတဲ့ချိန်သူကလက်ခံနိုင်ဖို့အရေးရှိတယ်သူပြောလာတဲ့ဟာကျွန်တော်ကသူ့ရဲ့စပင်စန်တာအနေနဲ့ကြီးမှလုပ်လို့ရမရနှုတ်စလုံးအဆင်ပြေမှကျွန်တော်ကဒီဒီဇိုင်းကိုတော့ဖန်တီးတဲ့အချိန်ကပုံမှန်အဆင်ပြေတယ်တချို့တကယ်ကကျောင်းစီမှာလာတယ်
အဲ့တဲ့ကတော်တော်များများကဆရာကြည်မလို့လိုက်ရောက်လာပြီဆရာရဲ့ view file မြင်လာတဲ့အချိန်ကဆရာနဲ့တွေ့ရင်လှသွားစီရမယ်ဆိုတော့ကျွန်တော်စီမှာရောက်လာတယ်အကလုံးကကျွန်တော်ပုံအပ်ထားတယ်ဒါပေမဲ့တခါလေကကျွန်တော်ကအဲ့တဲ့ကိုအရင်ဆုံးမေးတယ်သူရဲ့တောင်းဆိုမှုပါလေရှိတယ်ဟုတ်လားသူရဲ့အလုပ်ကိုင်ပါလေရှိတယ်ဒီကာလာကဘလောက်လောက်တောင်းတဲ့အထိသူကလက်ခံနိုင်တယ်ဒီအချက်လေးတွေကကျွန်တော်မေးပြီးမှသူ့ကိုအချင်းချင်းပေးတာသူလက်ခံမှကျွန်တော်ကသူ့ကိုသွားလုပ်ပေးတာဥပမာကျွန်တော်စိတ်ကူးနဲ့ကျွန်တော်ကသွားလုပ်ပေးတဲ့အချိန်ကကျွန်တော်တော့အရင်ကြီးကိုကြိုက်နေတယ်ဒါပေမဲ့သူကကြိုက်ချင်မှကြိုက်မှာအကြောင်းကျွန်တော်ဒီဇိုင်းတစ်ခုဖန်တီးတဲ့ချိန်နှစ်ယောက်စလုံးကအဆင်ပြေဖို့အရေးကြီးတယ်ဟုတ်ကဲ့ဆိုဗီကမ်ပိန်းကိုဘာလို့ရှိရွယ်လိုက်တာတချင်နဲ့နီးလာပြီဆိုတော့ကိုယ့်ရဲ့စပင်ဒီဇိုင်းတွေနဲ့ကာလာတွေနဲ့စုဖို့အချိန်တွေနဲ့ရလာတော့မှာပေါ့နော်နောက်ဆုံးအနေနဲ့ပေါ့အဲ့တဲ့တွေကိုဘာပြောချင်သေးလဲကျွန်တော်အမြဲတမ်းကိုလာအားပေးတဲ့အဲ့တဲ့တယောက်ချင်းစီကိုကျွန်တော်ဒီကနေကျေးဇူးတင်ပါတယ်ပြီးတော့ကျွန်တော်ဆိုင်ခွဲတိုင်းကိုသွားပြီးမှအားပေးနေတဲ့အဲ့တဲ့တယောက်ချင်းစီကိုလည်းကျွန်တော်ဒီကနေကျေးဇူးတင်ပါတယ်ပြီးတော့တကြံနဲ့နီးလာပြီဆိုတော့ကျွန်တော်ဒီဇိုင်းချင်းရင်းနဲ့စုံကြမယ်ကျွန်တော်တွေ့ရင်လောက်ကိုလာတော့စေရမယ်ဆို